အားလုံးပဲမင်္ဂလာပါဒီကနေ့မှာအရန်ကိုစားလို့ကောင်းတဲ့ကင်မိုးချင်စရေးကြော်ကိုကြော်ပြတော့မှာဖြစ်ပါတယ်ပထမဦးဆုံးကင်မိုးချင်တဲ့စရေး3စီးကိုရွေးထားပေးပါမယ်ကျမကတော့ကင်မိုးချင်ကိုအရွက်ကလေးတွေပဲခြွေပြီးမှသုံးပါတယ်စရေးရိုးကိုလည်းဓာတ်လေးနဲ့အနှဲငယ်ပြားပြားလေးလုပ်ပြီးတော့အနေတော်လေးဖြတ်ထားပါမယ်စရေးကအနှဲငယ်ရတတ်လို့စားလေးနဲ့အနှဲငယ်ပုတ်စေရပါမယ်စားလေးနဲ့တေချာလေးနှိမ့်နယ်ပြီးသွားပြီဆိုလို့ရှိရင်ရေလေးနဲ့3-4ခေါက်လောက်ဆေးပေးပါမယ်နောက်ဆုံးတစ်ခေါက်ဆေးပြီးသွားပြီဆိုလို့ရှိရင်ရေကိုတေချာလေးညှစ်ထားပေးပါပြီးတဲ့အခါမှာပဇွန်6ကိုထဲချင်တဲ့လောက်လေးရေနွေးလေးနဲ့စိန်ထားပေးပါပြီးတဲ့အခါမှာကျွတ်တုံဖြူ3-4လုံးလောက်ထည့်ပါမယ်ကျွန်မကတော့အနည်းများရချင်လို့ပေါ့နော်အကယ်၍တင်ကအနည်းနည်းပဲလိုချင်တယ်ဆိုလို့ရှိရင်လျှော့ပြီးတော့ထည့်ပေးပါခရမ်းချင်ဒီနှလုံးစိတ်ပြီးတော့ထားပါမယ်ပဇွန်6ကိုညက်နေအောင်ထောင်းပါမယ်ကြိတ်ထားတဲ့ကျွတ်တုံနေကိုစီတက်ပါမယ်မြုပ်တီကိုတော့တင်အဆက်ကြိုက်တယ်ဆိုလို့ရှိရင်လိုထည့်နိုင်ပါတယ်။မှာတော့9000ထည့်ထားပါတယ်အဆက်ကတော့ပုံမှန်ပါပဲရှင်။ကြက်တုံတွေကြက်ပြီဆိုလို့ရှိရင်ပဇွန်6ကိုထည့်ပြီးတော့ဆက်မွေထားပေးပါမဟုတ်ရင်အိုကတ်သွားမှာမလို့ပါ။အချင်းဟင်းဆိုတော့ကျမတို့ငပိအနှဲငယ်ထဲမှာအရတာကပြည့်စုံသွားမှာပါ။ဒါကြောင့်မို့ငပိစိမ်းကိုလက်ဖက်စားစွန်းနဲ့တစုံမောက်ထည့်လိုက်ပါတယ်။ပြီးရင်အယောင်တင်စနွေးမုတ်ကိုလည်းအနှဲငယ်ထည့်ပါမယ်။အယောင်များကြိုက်တဲ့လူကတော့အယောင်တင်မုတ်ကိုများဖြူလိုက်ပါခရမ်းချင်ဒီထဲလို့ရပါပြီခရမ်းချင်ဒီအနှဲငယ်ဤသွားပြီဆိုလို့ရှိရင်ကျမတို့ကင်မွန်ချင်တဲ့ဇရီကိုထဲပေးလို့ရပါပြီအရွက်ထဲတဲ့ချိန်မှာမီးကိုအနှဲငယ်လျှော့ထားပေးပါနော်မဟုတ်ရင်အိုးနည်းနည်းကတ်သွားနိုင်တယ်ဒါကြောင့်မို့ကျမရေနွေးအနှဲငယ်ထည့်လိုက်ရပါတယ်ပြီးတဲ့အခါမှာစားစက်သားမုတ်ဒါမှမဟုတ်ရင်ဟင်းချုံမုတ်ကိုထည့်နိုင်ပါတယ်ပြီးရင်ဆက်တိုက်မွေထားပေးပါမွေနဲ့သူကရေအနှင်းငယ်ထွက်လာပါလိမ့်မယ်အဲ့ဒီရေအခန်းသွားတဲ့ခါမှာဆိုလို့ရှိရင်ကျမတို့ကြက်ပါပြီနော်အရတာနည်းနည်းပေါ်လို့ငံပြရဲ့အနှင်းငယ်ထည့်လိုက်ပါတယ်ခုဆိုရင်သမင်းနဲ့ဆိုင်အရန်ကိုမှလိုက်ဖက်ပြီးစားလို့ကောင်းတဲ့ကမွန်ချင်စရေးကြော်လေးကိုရပါပြီနော်ဒီပုံစံဒီနီလန်းအတိုင်းလေးပဲချင်ပေါင်နဲ့မြင်းနဲ့ကိုလည်းကြော်လို့ရပါတယ်အရန်ကိုမှစားကောင်းတဲ့ဟင်းတစ်ခွက်ဖြစ်လာမှာဖြစ်ပါတယ်အဆုံးထိကြည့်ပေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်ကြိုက်လို့ရှိရင် like and follow လေးလုပ်ပြီးတော့အားပေးလို့ရပါတယ်နော်